စစ်ကောင်စီနဲ့ကြီးကျွေးတိုက်ပွဲအတွင်းမိုးညို Revolution 4မှာရဲဘော်တူကြာဆုံးခဲ့စကိုင်းတိုင်းမြင်းမူမြို့နယ်မှာအကိုဖြစ်သူ PDF တပ်မှုကိုကာကွယ်ရန်တပ်ဖွဲ့ဝင်ဖြစ်လာသူရဲဘော်တူဟာစစ်ကောင်စီစစ်ကြောင်းကိုခုခံတိုက်ခိုက်ရင်းကြာဆုံးခဲ့ရသူ၎င်းတပ်ပွဲမှာလည်းစစ်တပ်ဘက်ကစစ်ဗိုလ်တူလည်းကြာဆုံးသွားခဲ့ရတယ်လို့မိုးညို Revolution Force MNRF ကထုတ်ပြန်ထားခဲ့ပါတယ်။ MNRF တပ်ဖွဲ့ဝင်အသက်18နှစ်အရွယ်ရဲဘော်ပုံမင်းချီဖြစ်ပြီး2025ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့နနက်3နာရီအချိန်ခန့်က MNRF တပ်ဖွဲ့ရဲ့စခန်းတစ်ခုကိုစစ်ကောင်စီတပ်စစ်ကြောင်းကဝင်းရောက်စီးနင်းစေကုခံတိုက်ခိုက်ရင်းမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတာဖြစ်ပါတယ်။၎င်းကြာဆုံးခဲ့တဲ့ရဲဘော်ဟာ MNRF တပ်ဖွဲ့ရဲ့တပ်မှူးရဲဘော်မိုးညိုရဲ့အငယ်ဆုံးညီဖြစ်ပြီးအကိုဖြစ်သူကိုကာကွယ်ရန် PDF တပ်ဖွဲ့ရဲ့ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။မိုးညို Revolution 4ရဲ့ထူးဝမ်းတဲ့ခြင်းထုတ်ပြန်ကြေညာစာ2025ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မနက်3နာရီအချိန်မှာမိုးညို Revolution Force MNRF တပ်ဖွဲ့ရဲ့စခန်းတစ်ခုအားစစ်ကောင်စီတပ်လက်အောက်ခံတပ်သားများမှဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာကျွန်တော်တို့ MNRF တပ်ဖွဲ့မှရဲဘော်ဘုံမင်းချီအသက်18နှစ်ဟာဒေါ်လာရေးအတွက်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့ပြီးရဲဘော်ပေါင်းဒိုးကြီးရဲဘော်ပြည်စုံတို့2ဦးဒဏ်ရာမစိုးရင်ရရှိခဲ့ပါတယ်။ရဲဘော်ဘုံမင်းချီဟာ MNRF တပ်ဖွဲ့တပ်မှူးမိုးညိုရဲ့ညီအငယ်ဆုံးညီကိုရင်းတော်ဆက်သူဖြစ်ပြီးတပ်ဖွဲ့တို့သူရဲ့အကိုတပ်မှူးမိုးညိုအားကာကွယ်ရန်မကြာသေးမီအချိန်ကာလတစ်ခုကမှရဲရဲဝင်ပါဝင်လှုပ်ရှားတာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ခဲ့ပါတယ်။ဖြစ်စဉ်မှာ2025ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မနက်3နာရီအချိန်ခန့်မှာရဲဘော်ပုံမင်းချီရဲဘော်ဒိုးကြီးရဲဘော်ပြည်စုံတို့3ဦးဟာတာဝန်ထမ်းဆောင်နေချိန်မှာစစ်ကောင်စီတပ်သားများနဲ့ပြန်လည်ပစ်ခတ်စဉ်ရဲဘော်ဘုံမင်းချီဟာသူရဲ့တပ်သားများအားကာပစ်ပစ်ပေးရင်းမြင့်မြတ်စွာအသက်ပေးလူခဲ့ရတာလည်းဖြစ်ပါတယ်။ရဲဘော်ဘုံမင်းချီနဲ့စစ်ကောင်စီတပ်သားများအပြန်လည်ပစ်ခတ်နေစဉ်တွင်စခန်းရှိတပ်မှုမိုးညိုနဲ့တကွသူ၏တပ်သားများကဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြပါတယ်။ရဲဘော်ရဲ့ပေးဆက်မှုကကျွန်တော်တို့ MNRF တပ်ဖွဲ့အတွက်သာမကပြည်သူတရက်လုံးအတွက်နဲ့တော်လှန်ရေးအတွက်ပါအများကြီးဆုံးရှုံးနစ်နာခဲ့ရပါတယ်။ရဲဘော်ဘုံမင်းကြီးနဲ့စစ်ကောင်စီတပ်သားများအပြန်အလှန်ပစ်ခတ်နေစဉ်မှာစစ်ကောင်စီတပ်ဘက်မှအရာရှိတူနေရာမှာပဲပွဲချင်းပြီးတေဆုံးခဲ့ပါတယ်။ရဲဘော်ဘုံမင်းကြီးကလည်းကာပစ်ပစ်နေစဉ်အတွင်းပြေးရင်လွတ်သည့်အနေအထားရှိခဲ့တော်လဲသူ၏ကာကွယ်တာဝန်အားရွေးကောင်းပြီးသားစွာမြင့်မြတ်သောသူ၏နှလုံးသားရဲ့လာရာအတိုင်းရဲရင်ပြတ်သားစွာအာဇာနည်သူရဲကောင်းဘဝအားကျင့်တတ်စွာလက်ခံရွေးချယ်ခံခဲ့သည်ရဲဘော်ဘုံမင်းရှိရဲဘော်သည်အာဇာနည်သူရဲကောင်းဖြစ်ကြောင်းကိုတပ်မှုမိုးညိုနှင့်တကွသူ၏တပ်သားများနှင့်ပြည်သူလူထုတရက်လုံး၏နှလုံးသား၌တွင်ကပီးထိုးမှတ်ကြောက်တင်ပြီးဖြစ်သည်ရဲဘော်မျှော်လင့်ခဲ့သောလူချင်းနဲ့ပန်းတိုင်ရောက်သည့်တိုင်အောင်ဆက်လက်ရှောက်လန်းသွားမည်ဖြစ်ကြောင်းမိုးညို Revolution Force MNRF တပ်ဖွဲ့များ၏ကိုစားကျွန်တော်တို့မိုးညိုမှာထာဝရအတွက်ဂတိသစ္စာပြုလိုက်ရပါတယ်။ရဲဘော်ဘိုမင်းချီနဲ့တကွပြည်သူလူထုတရက်လုံးအတွက်ဝမ်းနဲ့ဂုဏ်ယူလေးစားစွာထုတ်ပြန်ကြေညာအပ်ပါတယ်။ရဲဘော်ငါညီလေးဘိုမင်းချီစိတ်ချငြိမ်းချမ်းစွာအနာရွှေနှစ်ပါးမိုးညို MNRF တပ်မှုဖြစ်တဲ့အကိုကာဝယ်ဖို့ညီဟာ PDF တပ်ဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။ဒါပေမဲ့လည်းတော်လှန်ရေးမပြီးဆုံးခင်အသက်18နှစ်အရွယ်မှာပဲမျိုးဦးတော်လှန်ရေးရဲ့လမ်းခူးလက်မှာအကြမ်းဖက်စစ်ကောင်စီကိုခုခံတိုက်ခိုက်ရင်းမြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရပြီဖြစ်ပါတယ်။ဒီလိုကြာဆုံးသွားခဲ့ရမှုတွေကိုကျွန်တော်တို့ကမေ့မသွားကြဖို့လိုအပ်ပါတယ်။ဒီလိုမျိုးကြာဆုံးသွားခဲ့ရတဲ့အညာတရသူရဲ့ကောင်းတွေကိုလည်းကျွန်တော်တို့ support PDF မြန်မာကအလေးပြုမှတ်တမ်းတင်ပေးခြင်းအပြင်ဒေါ်လာရေးမှာမြည်တို့မြည်ပုံကြာဆုံးခဲ့ရကြောင်းဒေါ်လာရေးရဲ့တောင်တနေရာတွေမှာဘယ်သူတွေကဘလို့ပုံစံမျိုးတွေနဲ့ကြာဆုံးခဲ့ကြောင်းတမန်ရဲ့စာမျက်နှာမှာထင်ကြံရေးစိတ်ခြင်းလို့ပဲဖြစ်ပါတယ်။အပြန်အလှန်ပေါ့ဘယ်သူမှမလျှော့ဘူး
နဲ့တက်နေကြတဲ့ဘွဲလူနဲ့မိစ္ဆာကွဲပြားပါမှခွဲခြားသိမြင်တတိဝင်လိမ့်မယ်ရဟန်းနဲ့ပန်းရနဲ့ရောရှက်ရင်လွင့်လာတဲ့လေပြီးအသက်ရှင်ဖို့ရှူရှက်ရင်မိုင်းခင်းထားတဲ့လမ်းကိုနင်းရှာဒီလမ်းကြီးမပြီးမြောက်သေး၍တနက်တွေပြစ်ဖောက်ရတဲ့အခါသစ္စာနဲ့အမှန်တရားတွေအတွက်ပေးဆက်သွားကြတဲ့ခန္ဓာတွေကဝိညာဉ်တွေလွင့်သွားတယ်။တားချော်တေးကိုမဆိုနိုင်တော့တဲ့အမေအိုတွေရဲ့မျက်ရည်ပါးထက်ကစီးကြလို့တင်သွားလို့ရသွားနိုင်ပြီဆိုတဲ့အမိန်ပြန်တန်းရဲ့အစုံပြစ်ဖောက်လိုက်တဲ့တနတ်တန်ကြီးနဲ့အတူလွင်တိတ်ဆိတ်ငြိမ်သက်စွာနဲ့အမောင်ညရဲ့တကောင်ရံတလုံးပြီးတလုံးကျဲတွေဟာကျွေလွင်အခါရစာဝိတ္တလုံးကြီးကြာဆုံးသွားခဲ့ရတဲ့သူရဲ့ကောင်းအတွက်ဝမ်းနည်းခြင်းများစွာဖြင့်ရေးဆက်ထားပါတယ်ပြည်နယ်ကပြည်သူနဲ့အတူတရားတွေဘက်ကနေလက်နက်ကိုင်တော်လှန်ရေးမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့မွန်ညို Revolution Force မှာတက်18နှစ်အရွယ်ရဲဘော်ပုံမင်းကြီးအားကျွန်တော်တို့ support ပေးတဲ့မြန်မာမှာလည်းအလေးအနည်းပြုမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့ဆွမ်းလွတ်နေနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်အားလုံးနဲ့အတူဒီနွေဦးတော်လှန်ရေးသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူကလေးလာပါစေဘာစေအကြမ်းဖက်ဆေးရနာရှင်တွေကိုအမြင့်ပြတ်ချေမှုရင်လူတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုအလေးပြုမှတ်တမ်းတင်နေတဲ့စပိုပီရဲ့မြန်မာ YouTube Channel ကိုနားဆင်နေကြရတာဖြစ်ပါတယ်စပိုပီရဲ့မြန်မာ YouTube Channel ကိုကြည့်ရင်မြန်မာတိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေကိုထောက်ပံ့နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာဒီရဲ့နောက်မှာလည်းအမိန်ပြန်တန်းတဲ့ဇာပနာအခမ်းအနားဗီဒီယိုကိုလည်းပူးတွဲပေါ်ပြလိုက်ရပါတယ်ခင်ဗျာရောက်မင်းအောင်တက်တက်လေးပြလိုက်အကြမ်းကျွန်တော်တက်တက်လေးပြလိုက်တပွဲရှေချီတပွဲသီရိုးထော်လိုက်ရဲ့အတွင်းကြာဆုံးခဲ့ရသောသူရဲ့ကောင်းများနေတကွရဲဘော်ဘုံမင်းကြီးဟာလေပြူနေမေဒါဝင်မအပီးအစဲတော့မိတ်ဖန်နေတာရဲဘော်ဘုံမင်းကြီးသေသည်19နှစ်လ2025မနေ့3နာရီတွင်ကာကွယ်ရေးထတာဝန်ထမ်းဆောင်နေတဲ့အတွေ့ဂျပန်အာဏာယူဆက်တဲ့အပြန်အလှန်ပြတ်မှုဖြစ်ပွားခဲ့ပြီးအာဇာနည်သူရဲကောင်းပြီးသားတာဝန်ချေပုံခဲ့သည်ရဲဘော်ဘုံမင်းကြီးရဲဘော်ပေးစမ်းမှုသည်ကျွန်တော်မွန်ညို Revolution Force MNI ထဝတ်သမကဒီလူလူတရလုံးကြီးရေတော့ထွင်လိုက်အာဇာနည်သူရတော့ထိုးဖြစ်ဝန်ကန်ပြူဟုတ်ပြူပြီးဖြစ်သည်ယခုရွေးဦးတော်လိုက်သမိုင်းပဲရဲဘော်ဤပေးစမ်းမှုသည်လောကဝဆောင်းရှောင်းပြီးပြီတို့ရဲဘော်ဘုံမရှိရဲဘော်ဤပေးစမ်းမှုကအလကမ်းပြစေရအောင်အမှန်အားတပွဲတော်မှာဂရိသစာပြုပါပြီတို့ကြောင့်ရဲဘော်ဘုံမရှိရဲဘော်သည်ယခု21ရက်2လ2025တွင်သင်သည်မိုးညို Revolution Force MNI တပ်ဖွဲ့တွင်တာဝန်မှအပြီးဆဲတော့မိတ်တော့ပြန်သည်တို့ကြောင့်မိုးညို Revolution Force
MNI အဖွဲ့နဲ့တင်းတီလောကသက်ဆိုင်တော့ပါတင်းသွားလို့အသွားနိုင်သည်ရဲဘော်ဗိုလ်မှူးကြီးကောင်းရာသူကလေးလာပါလေမိုးညို revolution vote MNI တမှုအစနီသူရဲကောရဲဘော်ဗိုလ်မှူးကြီးဟာလေပြူနေမေတပွေးလက်တော့အေးမြင့်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြန်မာလူဦးတော်လှန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနှိခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စီလက်နက်မကင်တွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူ့ကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တစ်ချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်။အရေးတော်ပုံအောင်ရမည်